ကျွန်တော်ရဲ့ YouTube channel Facebook page TikTok account 3ခုလုံးမှာပေါ့နော်ကျွန်တော်တို့4လပိုင်း6ရက်နေ့2025မနက်10:00နာရီခွဲထိရရှိတဲ့အလူငွေစုစုပေါင်းရဲ့စည်ရင်းနဲ့လက်ကျန်ငွေစည်ရင်းတွေကိုကျွန်တော်မှတ်တမ်းဗီဒီယိုလေးနဲ့တိတိကျကျတင်ပေးထားပါတယ်ဗျာနော်အဲ့တော့6ရက်နေ့4လပိုင်း6ရက်နေ့10:00နာရီခွဲရဲ့နောက်ပိုင်းမှာဝင်ထားတဲ့အလူငွေရှိမယ်9ရက်နေ့မှာဝင်ထားတဲ့အလူငွေရှိမယ်ပြီးတော့အခုဗီဒီယိုတင်တဲ့ဒီနေ့10ရက်နေ့မှာဝင်ထားတဲ့အလူငွေတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်ထဲမှာလက်ခံထားတဲ့အလူငွေလေးနည်းနည်းငွေအမောက်များနေပြီမို့လို့ကျွန်တော်တို့အလူငွေလက်ခံတာလေးကိုခဏရပ်တန့်ပါအောင်ပဲဗျာနော်အဲ့တော့ကျွန်တော်တို့ဒီနေ့10ရက်နေ့ထိဝင်ထားတဲ့အလူငွေရဲ့6ရက်နေ့ပေါ့နော်4လပိုင်း6ရက်နေ့မနက်10:00နာရီခွဲရဲ့နောက်ပိုင်းမှာဝင်ထားတဲ့အလူငွေရဲ့9ရက်နေ့အလူငွေရဲ့10ရက်နေ့အလူငွေဒီနေ့10ရက်နေ့ဝင်တဲ့အလူငွေရဲ့ကိုကျွန်တော်ဒါမှတ်တမ်းလေးနဲ့တကွာဆက်လက်ပြီးတော့တင်ပြပေးသွားပါမယ်ဒီ4လပိုင်း10ရက်2025ည7:59ပေါ့နော်12:00နာရီထိဝင်တဲ့အလူငွေကိုကျွန်တော်တို့မှတ်တမ်းစင်းစရာတိတိကျကျနဲ့ဗီဒီယိုလေးတင်ပေးသွားပါမယ်ဒီ10ရက်နေ့နောက်ပိုင်း9ရက်နေ့ရောက်သွားပြီဆိုတော့ဒီနေ့ရစပြီးတော့ဗောနော်ကျွန်တော်အလူငွေလေးလက်ခံတာလေးကိုခဏရပ်တန့်ထားပါအောင်ဗျာနော်ကျွန်တော်ဒီဖုန်းဆက်သွယ်လာတဲ့သူတွေလည်းကျွန်တော်အဲ့လိုပဲအဖြေကြားပေးမှာဖြစ်ပါတယ်အဲ့တော့အလူငွေလေးတွေကျွန်တော်ရဲ့ account တွေကိုထပ်မံပြီးတော့မလွဲသေးပါနဲ့ဦးဗျာနော်ကျွန်တော်လက်ခံထားတဲ့အလူငွေလေးတွေများနေတဲ့အတွက်ကြောင့်မလို့ဒီနေ့10ရက်နေ့နောက်ဆုံးထားပြီးတော့ပဲလက်ခံပြီးတော့9ရက်နေ့ကနေစပြီးတော့အလူငွေလေးတွေလက်မခံသေးပါဘူးဆိုတဲ့အကြောင်းလေးပြပြပေးတာဖြစ်ပါတယ်ကျွန်တော်စီမှာရေုံကြီးနဲ့လှူဒန်းပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ကျွန်တော်လက်ခံရကြည့်ထားတဲ့လက်ကျန်အလူငွေတွေကိုလည်းလိုအပ်နေတဲ့နေရာတွေကိုတေချာတွားရောက်လှူဒန်းပေးပြီးတော့အလူမတန်းဗီဒီယိုလေးကိုလည်းတေချာတိတိကျကျနဲ့တင်ဆက်ပေးတော့ပါဗျာနော်ကဲအားလုံးပဲကျွန်တော်အလူငွေလက်ခံတာလေးကိုခဏရပ်တန့်ထားပါအောင်ပဲဗျာနော်